အားလုံးပဲမင်္ဂလာပါလူပေါ့ကက်ကနေကြိုဆိုပါတယ်ကျွန်တော်ကတော့လူပါဒီနေ့ကျွန်တော်တို့အားလုံးရဲ့ဘဝမှာရှောင်လွဲလို့မရတဲ့အရာတစ်ခုအကြောင်းကိုဆွေးနွေးသွားမှာပါအဲ့ဒါကတော့စိတ်ဖိစီးမှုပါပဲဘယ်အတက်အရွယ်ဘယ်အလုပ်ပဲလုပ်စိတ်ဖိစီးမှုကဒေါ်လာနဲ့ပြင်ပန်းလွှမ်းတဲ့မှုတွေဖြစ်စေပါတယ်ဒါဆိုရင်ဒီစိတ်ဖိစီးမှုတွေကိုလက်တွေ့ကြကြဘယ်လိုထိန်းချုပ်ပြီးဖြေရှင်းရမလဲဆိုတာကိုဒီနေ့လူကနီလန်၅ခုနဲ့ပြောပြပေးသွားပါပါအစီအစဉ်ရဲ့နောက်ဆုံးမှာချက်ချင်းလှုပ်ဆောင်နိုင်မဲ့လေ့ကျင့်ခန်းတစ်ခုကိုလည်းမျှဝေပေးမှာမလို့အဆုံးထိနောက်ဆက်ကြည့်ရှုပေးပါအောင်ပထမဆုံးအနေနဲ့အခက်ခဲဆုံးနီလန်ကတော့စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုတာကိုလက်ခံနိုင်ဖို့ပါလူတော်တော်များများကစိတ်ဖိစီးမှုကိုငြင်းဆန်မှုတောင်မဟုတ်ဖုံးကွယ်ဖို့ကြိုးစားတဲ့ကြတယ်ကိုလည်းဒီလိုမေးကြည့်ပါငါဘာကြောင့်စိတ်ဖိစီးနေရတာလဲဘာကြောင့်ဖြစ်လာတာလဲအရင်ကြီးကဘာလဲဆိုမှမေးကြည့်ပါအလောက်လားငွေကြေးလားဒါမှမဟုတ်ဆက်ဆံရေးလားအဲ့ဒီအကြောင်းအရာကိုစာရွက်ပေါ်မှာကြားလိုက်ပါတကယ်တမ်းကြားတော့စိတ်ဖိစီးမှုဆိုတာခံစားချက်တစ်ခုတသက်ပါပဲဒီခံစားချက်ကိုအတိအမှန်ပြုလိုက်မှဖြည့်ရှင်းမှုအတွက်ခြေလမ်းတလန်စတင်နိုင်မှာဖြစ်ပါတယ်ဒုတိယနည်းကချက်ချင်းအကျိုးတက်ရောက်မှုအမြန်ဆုံးရရှိစေမယ့်နည်းပါစိတ်ဖိစီးမှုလွန်ကဲလာတဲ့အခါကျွန်တော်တို့ရဲ့အသက်ရှူနှုန်းကမြန်ဆန်လာပြီးရင်တုံတာမျိုးဖြစ်လာတတ်ပါလေဒီအချိန်မှာ၄ခါ9ခါ10ခါလေ့ကျင့်ခန်းကိုလုပ်ကြည့်ပါကောင်းကောင်းမွန်မွန်ထိုင်လိုက်ပါဒါမှမဟုတ်လဲလျောင်းလိုက်ပါနှာခေါင်းကနေ၄စက္ကန့်ကြာအောင်ပြည့်ပြည့်ချင်းအသက်ကိုရွှေ့သွင်းကြည့်ပါရွှေ့သွင်းထားတဲ့လေကို9စက္ကန့်ကြာအောင်ထိန်းထားပါပါဇက်ကနေရှိုက်ထုတ်လိုမျိုး10စက္ကန့်ကြာအောင်ပြည့်ပြည့်ချင်းပြန်ထုတ်လိုက်ပါလူ၄ချိန်လောက်ပဲလှုပ်လိုက်တာနဲ့တရက်နှလုံးခုန်လုံးနေသွားပြီးအာယုံကြောစနစ်ကိုချက်ချင်းငိမ့်သက်သွားစေပါတယ်စိတ်ပူပန်မှုလျှော့ကျသွားတာကိုတတိထားမိပါလိမ့်မယ်တတိယချက်ကတော့ဖုန်းနဲ့ဆိုရှယ်မီဒီယာတွေကနေခဏတော့အနားယူခြင်းပါသူတည်တနာတွေရဖုန်း notification တွေနဲ့သူများရဲ့ပုံစံကောင်းတွေကိုမြင်ရခြင်းဟာစိတ်ဖိစီးမှုနဲ့ဆက်extend ကြစေမှုကိုဖြစ်စေပါတယ်။ဒါကြောင့်ဖုန်းကိုတနာရီဒါမှမဟုတ်2နာရီကြာခဏပိတ်ထားလိုက်ပါလို့ကြံပြုချင်ပါတယ်။ဖုန်းမကြည့်တဲ့အချိန်မှာတခြားပါလို့မလဲ။နံပါတ်1ကတော့စာအုပ်ဖတ်ပါ။အိမ်အလုံးလုပ်ပါဒါမှမဟုတ်အပြင်ထွက်ပြီးလမ်းလျှောက်တာမျိုးလုပ်ပါ။ screen တွေကိုခဏလောက်ရှောင်လိုက်တာဟာစိတ်ကိုအံ့ဩလောက်အောင်ကြည်လင်စေပါတယ်။လေးခုမြောက်နီလန်ကတော့ကိုယ်လက်လှုပ်ရှားမှုပါ။စိတ်ဖိစီးတဲ့အခါခန္ဓာကိုယ်ထဲမှာcortisol လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေထွက်လာတတ်ပါတယ်။လေ့ကျင့်ခန်းနာမမဟုတ်ကိုယ်လက်လှုပ်ရှားမှုလှုပ်ခြင်းကဒီ cortisol တွေကိုလျှော့ချပေးပြီးစိတ်ပျော်ရွှင်စေတဲ့ endorphin ဟော်မုန်းကိုထုတ်ပေးပါတယ်။အားကစားခံမှာသွားဖို့မလိုပါဘူး။15မိနစ်ပဲဖြစ်ဖြစ်အမြင်လန်းလျှောက်တာအိမ်သာထဲမှာတစ်ချိန်ဝင်ပြီးကားခုံတာဒါမှမဟုတ်လေကားအသက်အစင်လောက်တာမျိုးကိုလုပ်ကြည့်တယ်ပါလေ။တွေးလေပန်းမှုကောင်းလာတာနဲ့အမျှစိတ်ဖိစီးမှုတွေကိုလျှော့ချသွားပါလိမ့်မယ်။နောက်ဆုံးနည်းလမ်းကတော့ကိုယ့်ရဲ့ကန့်သတ်ချက် boundaries လို့သတ်မှတ်ပြီးမလုပ်နိုင်ဘူးလို့ပြောတတ်ဖို့ပါပဲ။သူတစ်ပါးရဲ့အလုပ်တွေကိုအမြဲတမ်းတာဝန်ယူပေးနေရတာအချိန်မပေးနိုင်ပဲနဲ့ဂရုတွေပေးနေရတာဟာနောက်ဆုံးမှာကိုယ်စီစိတ်ဖိစီးမှုဖြစ်ပြန်လာပါတယ်တခြားသူကို no လို့ပြောရမှာကြောက်နေပါနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဦးစားပေးပါလိုအပ်ရင်အခုချက်ချင်းတော့မလုပ်ပေးနိုင်သေးဘူးနောက်မှပြန်ဆက်သွယ်ပေးမယ်ဆိုတဲ့စကားလုံးတွေကိုတုံးပါဆိုတော့အားလုံးပဲဒီနေ့ညဝေပေးခဲ့တဲ့နီလန်၅ခုကလက်ခံခြင်းတက်ရှူခြင်းဤပညာဖြတ်တောက်ခြင်းကိုလက်လှုပ်ရှားခြင်းနဲ့နိုးလို့ပြောတတ်ခြင်းတို့ဖြစ်ပါတယ်ဒီနေ့ပဲအနည်းဆုံး15မိနစ်တာကိုလက်လှုပ်ရှားမှုဒါမှမဟုတ်8အသက်ရှူလေ့ကျင့်ခန်းကို4ချိန်လောက်လုပ်ကြည့်ဖို့စိတ်ခေါ်လိုက်ပါဒီအပိုင်းကနေတကူအကျိုးရှိခဲ့တယ်ဆိုရင် like share လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်တစ်ပတ်မှာလည်းပို့ပြီးအစိမ့်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲစိတ်ဖိစီးမှုနဲ့ကြွေးဝေးတဲ့နေ့ရက်တွေပိုင်ဆိုင်နေကြပါစေ